အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်မှာအတန်ထက်မြန်တဲ့ဘုံကျဲလေယာဉ် B-52 Stratofortress တစ်စီးဟာပြစ်ကျခဲ့ပြီးလေယာဉ်ပေါ်ပါသူ၈ဦးစလုံးသေဆုံးခဲ့ပါတယ်ဒီလေယာဉ်ဟာမူလကဆန်အန်တိုနီယိုမှာအခြေစိုက်တာဖြစ်ပြီးတော့2025ခုနှစ်ဒီဇင်ဘာလကစလို့ရေဒါစနစ်အဆင့်မြင့်မို့ကယ်လီဖိုးနီးယားမှာရှိတဲ့ Edward လေဒါစခန်းကိုရောက်ရှိခဲ့တာဖြစ်ပါတယ်6လကြာပြုပြင်ပြီးတဲ့နောက်2026ဇွန်လ15ရက်နေ့မှာပထမဆုံးအကြိမ်စမ်းသပ်ပြန်တမ်းမှုပြုလုပ်ခဲ့ပါတယ်လေယာဉ်ပေါ်မှာလေတရဲတွေအပြင်လေတပ်တာဝန်ရှိသူတွေနဲ့လေလာဆောင်ကြည့်သူတွေဘိုးအင်းကုမ္ပဏီကရေဒါကျွမ်းကျင်တဲ့ပညာရှင်စုစုပေါင်း10ဦးလိုက်ပါသွားခဲ့ပါတယ်မနေ့7နာရီမိနစ်20မှာလေယာဉ်ဟာပြေးလမ်းကနေပြန်တက်ခဲ့ပါတယ်။ဒါပေမဲ့ပြန်တက်ပြီး10စက္ကန့်အကြာအမြင့်မီတာ60အထက်20မြင့်တဲ့အဆောက်အဦကအရောက်မှာတော့လေတရဲတွေလေယာဉ်ကိုထိန်းချုပ်လို့မရတော့ပဲလေယာဉ်ဥပိုင်းဟာမြေပြင်ကိုအရှင်ပြင်းပြင်းနဲ့ထိုးဆိုင်ကျသွားခဲ့ပါတယ်။လေယာဉ်တောင်ပေါ်မှာရှိတဲ့စီတိုင်ကြီးတွေပောက်ကွဲသွားပြီးလေယာဉ်စီလီတာ3သိန်းကျော်ဟာနေရအနှံ့ပြန့်နှံ့ကအုံငနဲ့ပောက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ပောက်ကွဲမှုကထွက်လာတဲ့မိခိုးတွေကိုအဝေးပြေးလမ်းမရန်တဲ့တော့လှမ်းမြင်ခဲ့ရပြီးလေယာဉ်မွဲလူတွေဘယ်သူမှမလွတ်မြောက်ခဲ့ပါဘူးဒီမတော်တဆမှုနဲ့ပတ်သက်ပြီးတန်တရားဖြစ်ဖွယ်အချက်တစ်ချက်ရှိပါတယ်ပထမတစ်ချက်ကတော့လေယာဉ်မှာတပ်ဆင်ထားတဲ့ကိုပြောက်လေယာဉ်သုံးရေဒါအသစ်ကြောင့်ဖြစ်ပါတယ်စမ်းသပ်ပြန်တန်းနေချိန်မှာဘိုးအင်းအင်ဂျင်နီယာတွေကရေဒါကိုလိုက်လံချိန်ညှိနေတာကြောင့်လေသူရဲကန်းကထိန်းချုပ်မှုစနစ်တွေချိုးယွင်းသွားတာဖြစ်နိုင်ပါတယ်ဒုတိယတစ်ချက်ကတော့အင်ဂျင်ချိုးယွင်းမှုကြောင့်ဖြစ်နိုင်ပါတယ် B-52 မှာအင်ဂျင်10လုံးပါပြီး4လုံးပြည့်ရင်တော့ပြန်တန်းနိုင်ပါတယ်ဒါပေမဲ့အင်ဂျင်တစ်လုံးလုံးရဲ့အစိတ်အပိုင်းတွေပျက်စီးပြီးတောင်မှန်ကိုတွားရောက်ရိုက်ခတ်ခဲ့ရင်တော့ hydraulic စနစ်ပျက်စီးပြီးလေယာဉ်ကိုထိန်းချုပ်ရခက်ခဲသွားစေပါတယ်။ဒါဆိုလေတရဲတွေဘာလို့ထိုင်ကုန်တဲ့အတူပြင်ကိုခုံမထွက်ခဲ့ကြတာလဲဆိုတဲ့မေးခွန်းရှိပါတယ်။ B-52 လေယာဉ်မှာအရေးပေါ်ခုံထွက်နိုင်တဲ့ထိုင်ကုန်6ခုရှိပေမဲ့ထိုအချိန်ကလေယာဉ်ဟာအမြင့်မီတာ60သာရှိသေးပြီးအချိန်8စက္ကန့်သာရှိခဲ့တာကြောင့်ခုံထွက်ဖို့အချိန်မမီခဲ့ခြင်းဖြစ်ပါတယ်။လက်ရှိအချိန်ထိအမေရိကန်အစိုးရအနေနဲ့တိကျတဲ့အကြောင်းရင်းကိုအတည်မပြုနိုင်ပါဘူး။စမ်းသပ်ပြန်တမ်းမှုအတွင်းမှာလေသူရဲတဦးတည်းသာမောင်းနှင်နေပြီးကြံ9ဦးမှာလိုက်ပါစီးနှင်းသူများဖြစ်ကြောင်းသာသုံးသပ်တင်ပြထားပါတယ်။